Hello အားလုံးပဲမင်္ဂလာပါခုကတော့သူမလေးကရွာမြို့ကိုတက်လာတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ငါအကိုအိမ်ကလည်းခုချိန်မရောက်သေးဘူးလားမသိဘူးတဲ့ဟိုရှိရဆိုင်လေးမှာမေးကြည့်လိုက်ပါအောင်မေအိမ်မသိတော့ကြတော့တဲ့ပါမေးလိုက်ပါအောင်မေတဲ့အမရဲ့ကျမဟိုလေးတဲ့လှရဲ့အိမ်ကဘယ်ကလည်းမသိဘူးတဲ့ဟိုကားပြရဲ့